ဂိမ်းသောပြီဆိုရင်အင်ဂျင်လာကိုမြင်ကက်လို့ပွဲတိုင်းဘန်းတယ်ကွာဒါပေမဲ့ဒီပွဲကျတော့ကျွန်တော်ဘန်းဖို့မေ့နေတယ်ဘန်းဖို့မေ့သွားပြီဆိုတော့ထုံးစံတိုင်းပဲလေမမအင်ဂျင်လာတို့ကပါလာပြီပေါ့ဒီကြတဲ့ကိုကအင်ဂျင်လာကိုအမြင်ကက်နေပါလေဆိုကမှသူ့ရဲ့ဘေးနားမှာလည်းပါလာသေးတယ်မက်ဆီလောင်းနဲ့အော်မှားလို့ MC လောင်းဒါပေမဲ့ MC လောင်းလည်းအထင်သေးလို့တော့မရဘူးဗျသူကလည်းကော်လက်တာကြီးနဲ့သူ့ဘာသူကော်လက်တာမကလို့ကာကူလေတာပဲဖြစ်ဖြစ်မမလေတာတို့ကဂိမ်းမဆိုင်ဘူးလေဒီကြတဲ့ပွဲရမစားသေးဘူးငတ်ပြက်နေတဲ့ကောင်လေးကလည်းရှိသေးတော့ကိုတက်နိုင်တဲ့ဘက်ကလည်းကူညီပေးခဲ့ရသေးတယ်ဟဲ့ဟဲ့တော်ပြီမင်းတို့တစ်ချက်အပြင်ပို့ပြီးမြတ်တာမရှိဘူးအဲ့ဒါနဲ့ထုံးစံတိုင်းပဲကိုလည်းကိုယ့်ရဲ့လိန်ကိုရှင်းဖို့သွားတော့နေနေတိုင်းပဲပွဲစားကလေးကတပူးတွဲနဲ့မသိရင်တော်တင်းလာကိုရောက်နေတယ်လို့ပဲအော်မေ့နေတာငါတို့ဘက်ကအချစ်တော်ကြီးကိုလောင်ကြီးပါတာပဲကိုလောင်ကြီးနေုံလေဒါလေးပြောတာစိတ်ကောက်เสียလားကိုလည်းဂိုးဘက်လေးများရမလားလို့သွားကြည့်လိုက်တော့တော်တင်းလာအတွဲလေးကစားပြီးသွားပြီဗျကိုလည်းအင်ဂျင်လာကိုတွေ့တော့အမြင်ကက်တာနဲ့တန်းနဲ့တစ်ချက်လေးသွားပြတာကိုကိုဆွဲထားတယ်ဘာတွေနဲ့ဆွဲထားလဲမသိသေးကြတာတခုကတော့တန်ရောစင်ကျိုးနေတော့မဟုတ်ဘူးဗျထုံးစံတိုင်းပဲလေမင်းသမီးလေးကတော့ရှော့ပြီပေါ့မဲကိုလောင်ကြီးလို့များသူများတိမ်မှရောက်လာတယ်မြန်မာရုပ်ရှင်ကားတွေကရဲတပ်ဖွဲ့နဲ့အတူတူပဲအဲ့ဒါနဲ့ကိုလည်းနောက်ထပ်ခရီးတော့ကိုသွားရှင်းတော့အင်ဂျလာတို့ကလှုပ်ပြီးဆွဲထားပြန်ပြီဗျာလှုပ်ပါမင်းတို့က2ယောက်အားဆိုတော့ကိုအရှုံးပေးပါတယ်ကွာကိုကလည်းဒီတိုင်းပြေးလိုက်လွတ်နေတဲ့ကိစ္စကိုရှာရှည်ပြီးတော့နောက်တစ်ချက်လှည့်လိုက်တာအင်ဂျလာရဲ့ဒမ်းမိတ်နဲ့တစ်ခါထပ်ရှောသွားပြန်ကိုရဲ့လိမ့်မှာအခြေအနေမကောင်းဘူးဆိုတော့မေလိမ့်မှာနည်းနည်းဘာညာရလို့ညာလေးသွားပြီးရှာတာပေါ့ဒီမှာတော့ရှာစားရတာကုန်သွားပြီဆိုတော့ကိုရဲ့လိမ့်ကိုပြန်မယ်လှုပ်တော့ဆရာကြီးကကိုရဲ့တာဝါကိုအပြီးပိုင်းအသေးအံချိုးနေပြီဒီကြတဲ့အင်ဂျလာမကလည်းသူ့ရဲ့လိမ့်ကိုခြုံလဲရတယ်စောင့်ကြည့်နေတာဗျကိုလည်းကိုရဲ့လိမ့်ခရီလေးတွေကိုသွားရှင်းမယ်လှုပ်တော့တော်သတင်းလာဆောင်တွေအပီပင်ကျုပ်ကိုဝင်ကြိတ်တာဗျအဲ့ဒါနဲ့ဘဲရမလဲကိုဘက်ကအာလူးကတ်ထားတဲ့ကောင်ကလည်းအတင်းကိုလိုက်ပြီးအာလူးတွေကျွေးတာကိုကလည်းနောက်ကနေအမြင်ကက်နဲ့လိုက်ပြီးပြစ်နေတာပေါ့ပြီးတော့တခါတည်းအမြင်ကက်လို့ record တွေပါပြလိုက်တယ်အေးရောဒါပေမဲ့ကျွန်တော်တက်တာတော့မဟုတ်ဘူးဟိုအာလူးကတ်ထားတဲ့ကောင်တက်လိုက်တာပြောလို့တော့မဆုံးသေးဘူးဗျအာလူးကတ်ထားတဲ့ကောင်ဟိုဆောက်ယူကစားသွားပြန်ရောကိုလည်းကိုကိုလာလုံးမှာကြောက်ဝမ်းလန့်အားနဲ့ဖလစ်ကာလေးသုံးပြီးပြေးလိုက်ရတာပေါ့ဒါလို့ကိုလည်းလမ်းရှင်းနေတော့ကိုရဲ့ဘေးနားမှာရင်ငုံလှမယ်လေးကရင်ငုံနေတာတွေ့တော့ကိုလည်းသွားလိုက်တာပေါ့ညီမလေးငုံထားအကိုကြီးလာပြီကိုရောက်သွားတော့ရင်ငုံသမားလေးကရင်မုံပြီးရှောသွားပြီထင်တယ်ဆရာလောင်ကြီးပါခွေးပြေးဝက်ပြီးပြေးလာဆရာလောင်ကြီးကလည်းကိုကိုလှဲ့မကြည့်ဘူးဆိုတော့ဒီတော်တလင်းလာစုံတွဲနဲ့ကျွန်တော်နဲ့2ယောက်တည်းက fight ကတော့တာပေါ့အမေဝစ်ဆိုတာနှောင်ပေါ်မကူးဆိုတာနားလေလိုက်ပြီးဗျဒီကောင်လည်းကြောက်ကိုတက်ပြီးတော့ record တွေပါပြသွားလိုက်သေးတယ်အလဲလမ်းမှာဘယ်တွေပါဖြစ်ပြီးပြန်လာတော့မမစီလောင်ကြီးကအားကြီးနဲ့ပြေးလာတာကြောက်ဝမ်းလန်အားနဲ့ဖလစ်ကာတွေသုံးပြီးတော့ထပ်ပြီးပြေးလိုက်ရသေးတယ်ဗျပြေးလို့လည်းမရဘူးလေမမစီလောင်ရဲ့လှန်ကြီးကဖင်ရနေထိုးလိုက်ပါဇက်ကနေထွက်သွားနိုင်တယ်အပြေးကောင်းလို့တော်သေးတာပေါ့ဟိုမှာရင်ငုံသမားလေးကတော့ဖင်ကိုလှန်နဲ့ထိုးခံလိုက်ရပြီအဲ့ဒါနဲ့ကိုရီအဖွဲ့ခြုံထဲမှာအစည်းအဝေးတက်နေတော့စောက်ယူရဲ့ဘောင်ပြောညာမပြောဝင်ချလာတာကိုလည်းလက်ဖြတ်ပြီးတော့ရှောက်ပြီးပြစ်ကတော့တာပေါ့အမေဆိုးတော့မဆိုးပါဘူးဒီဘက်ထဲမှာတော့ကိုကတော်တလင်းလာစုံတွဲအထီးလေးကိုတော့တက်လိုက်ရတယ်ဗျပွဲချိန်ရလဲတဖြည်းဖြည်းနဲ့ကြာလာပြီဆိုတော့ဗျကိုရီဘက်ကိုတော့ရာသီဥတုကရောက်လာပြီလေပြောလို့တော့မဆုံးသေးဘူးမမစီလောင်လှန်အင်းနဲ့လာကော်လိုက်တာတခါရှောသွားပြန်ရောကိုရီဘက်ကဘယ်တွေပြန်သာသွားပြီဆိုတော့အခွင့်အရေးရတုံးလေးလော်ကေးနေတာပေါ့ထုံးစံတိုင်းပဲဘေးနားမှာဆရာလောင်ကြီးနဲ့တော်တလင်းလာလို့စုံတွဲတွေနဲ့ပွဲဖြစ်နေပြီလို့အမြန်ပြစ်ပြီးတော့ကိုရီနဲ့ဗတဲ့သွားဆိုင်ရမယ်လေဘာမဆိုင်ညာမဆိုင်ထီးကင်ထားတဲ့ညီမလေးကလည်းရှေ့ကိုလမ်းမပြီးရောက်လာတော့တခါကေးလိုက်တယ်ရှေ့မှာတွေ့နေတဲ့အင်ဂျယ်လာမမတို့ကိုလည်းအမြင်ကက်နဲ့လိုက်ပြီးပြစ်လိုက်သေးတယ်ဗျထုံးစံတိုင်းပဲလက်ကင်းရောက်ပြီဆိုရင်တော့မမလေလာတို့ကတော့ကြမ်းပြီလေရှေ့မှာကိုယိုကရလာလုံနေတဲ့ဆောက်ယူကိုပါတခါထပ်တက်လိုက်တော့ကျွန်တော်ဒီဘက်မှာမင်းလေးရဲ့တခါထက်ရသွားတာပေါ့ဗျာဒါပေမဲ့ဒီဘက်တည်းကတော့တန်တယ်ပေါ့ဗျာလော်ရဲရတယ်မင်းလေးရဲ့လည်းရတယ်ပြီးတော့တော်သတင်းလာစုံတွဲကိုလည်းကျွန်တော်တက်လိုက်ရတယ်ဗျာကိုလေးတဲ့နောက်ထပ်လော့တကောင်ကေးနေတော့ထီးကင်ထားသလိုညီမလေးကလည်းရောက်လာပြန်အောင်ကိုလည်းသူ့ရဲ့အေရီကိုဖလစ်ကအလှလေးနဲ့ရှောင်ပြီးတော့တခါတည်းတက်လိုက်တယ်ပြီးတော့တော်သတင်းလာစုံတွဲကိုပါထပ်တက်တယ်ပေါ့ဗျာအမေဂျေဂျေလာမနင်ခဲမနေနဲ့အခဲပြက်တာနဲ့နင်ပြေးပြီဒီဘက်ထဲမှာဂျေဂျေလာမလည်းပြေးသွားတယ်ဆိုတော့ဟွာရောက်ဖြစ်သွားတာပေါ့ဗျာကိုလည်းအီမုံလေးပြနေတော့ကိုယ့်ရဲ့အဖွဲ့တွေရတယ်တာဝါချိုးဖို့သွားနေပြီပေါ့အဲ့ချိန်မှာမင်းသမီးလေးလေလာတော့ဂျေဂျေလာမနဲ့ဟိုကောင်မကျင်နဲ့လို့ဆိုပြီးတော့စာရိုက်နေတယ်ဗျာရီကောဘာညာပေါ့ဗျာအမေကိုလောင်ကြီးလို့တာဝါချိုးဖို့ဆိုတော့ထိတ်ဆုံးပါပဲအဲ့ဒါကြောင့်ညီမလေးတို့အနေနဲ့ပွဲထဲမှာအင်ဂျလာကင်မယ်ဆိုရင်မမလေလာတို့ကိုသတိထားပါနော်ညီမလေးတို့အနေနဲ့ဘယ်လိုပဲရေခဲတွေခဲတာမမလေလာနဲ့တွေ့ရင်တော့ပြေးမှာပဲ Sorry